မိုဘိုင်းလေးချက်ပံလောကမှာတက်စာအရှိဆုံးလူသားဖြစ်တဲ့အကိုကြီးနီနိုအယ်တာအီဂိုပရိသတ်တွေရဲ့အသေးကျော်အားလုံးကချက်စနိုးနဲ့အကိုကြီးနီနိုလို့ခေါ်ကြတဲ့ဆီယူကီဖက်ဆန်ဆူမာရိုကတကယ်ကိုအေးရဲ့သမိုင်းမှာခြံလက်ထားခဲ့လို့မရတဲ့ကစားသမားတစ်ယောက်ပါနီနိုကို2004ခုနှစ်ဧပြီလ30ရက်နေ့မှာအင်ဒိုနီးရှားနိုင်ငံမှာမွေးဖွားခဲ့ပါတယ်သူအသက်18နှစ်အရွယ်2021ခုနှစ်အစောပိုင်းမှာ Alter Ego ရဲ့ MDL မှာကစားတဲ့ဒုတိယအသင်းရဲ့ Alter Ego X ကနေတဆင့် Pro Player လောကတွေကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ MDL မှာသူ့ရဲ့ထူးချွန်တဲ့လက်စွမ်းတွေကြောင့် MPL ID Season 7မှာ Alter Ego အသင်းမှာစတင်ကစားခွင့်ရခဲ့ပါတယ်။ Season 8မှာတော့သူ့ရဲ့နာမည်က MPL Indo လောကမှာအကြီးအကျယ်ဟိုးလေးတကြော်ဖြစ်လာခဲ့ပြီးတော့ Rising Star ဆုကြီးကိုထထိုက်တန်တန်ဆွတ်ကူးနိုင်ခဲ့ပါတယ်။2021-2022ခုနှစ်တွေမှာ AE အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆယ်လီဘွိုင်းနဲ့နီနိုတို့ရဲ့ပေါင်းစပ်မှုကအသင်းကိုအမြင့်ဆုံးအဆင့်တွေစီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာဂိမ်းထဲမှာသာမကဘဲနဲ့ပြင်ပမှာပါညီကိုအရင်းတွေလိုမျိုးခင်မင်ခဲ့ကြပါတယ်။အသင်းရှုံးတဲ့အခါစင်ပေါ်မှာအတူတူဖန်ဝင်ခဲ့ကြသလိုနိုင်တဲ့အခါမှာလည်းအတူတူအောင်ပွဲခံခဲ့ကြသူတွေပါ။ MPL ID Season 12နဲ့30တို့မှာ Alter Ego အသင်းဟာပုံစံကောင်းပျောက်ဆုံးပြီးတော့ Play-off ကိုတော့မတက်နိုင်တဲ့အထိရလက်တွေအကြီးအကျယ်ဆိုးရခဲ့ပါတယ်။အသင်းရလက်ဆိုးချိန်မှာအသင်းရဲ့နမိတ်ကြီးကစားသမားတွေဖြစ်တဲ့ဦးဒီလီယိုမာဖီတို့အသင်းကနေထွက်ခွာသွားကြသလိုသူ့ရဲ့အကိုလိုဖြစ်နေတဲ့ဆယ်လီပွိုင်းကလည်းအသင်းရဲ့ပင်မလူစင်းကနေဖယ်ရှားခံရတဲ့အခြေအနေတွေကြုံခဲ့ရပါတယ်။ဒီလိုအသင်းပြိုကွဲလူနေပါအချိန်ဒီမှာတခြားအသင်းတွေကကန့်လန့်မှုတွေရှိခဲ့ပေမဲ့နီနိုကတော့ AE ကိုလုံးဝကြော်ခိုင်းမသွားခဲ့ပါဘူး။အသင်းရှုံးတဲ့ပွဲတွေမှာစင်မော်မာတွေမျက်ရည်ကျခဲ့ရသလိုအသင်း CEO ကို sorry ဆိုပြီးတော့ငိုကတောင်းပန်ခဲ့ရတဲ့ပုံရိပ်တွေက AE ပရိသတ်တွေကိုရှင်းနေစေခဲ့ပါတယ်။2024ခုနှစ်နောက်ပိုင်း Season 40ဝန်းကျင်မှာတော့နီနိုကအသင်းအတွက်ကြီးမားတဲ့ကိုကျိုးဆုံးမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အသင်းရဲ့လူစီရင် balance ဖြစ်ဖို့အတွက်သူ့ရဲ့မူလဂိုးလိန်းနေရာကနေပြီးတော့ EXP လိန်းကိုပြောင်းလဲကစားပေးခဲ့ပါတယ်။အစပိုင်းမှာတော့ရုန်းကန်ခဲ့ရပေမဲ့အသင်းကိုချစ်တဲ့စိတ်နဲ့အကောင်းဆုံးစူးစမ်းလေ့ကျင့်ခဲ့တာကြောင့်အချိန်တိုအတွင်းမှာပဲယုံကြည်စိတ်ချရတဲ့ EXP လိန်းတာတယောက်ဖြစ်လာခဲ့ပါတယ်။နီနိုရဲ့သစ္စာတရားနဲ့စူးစမ်းမှုတွေကတော့အချီးနှီးမဖြစ်ခဲ့ပါဘူး။2026ခုနှစ်ဇန်နဝါရီလမှာပြီးဆုံးသွားခဲ့တဲ့ M7 World Championship ကြီးမှာတော့ Alter Ego ဟာအကြီးအကျယ်ခံဘက်လုပ်ပြီးတော့ Grand Final ထိတက်ရောက်နိုင်ခဲ့က runner up ရခဲ့ပါတယ်။ဒုတိယနေရာနဲ့သာကျင်းပခဲ့ရပေမဲ့ဒါဟာ AE ရဲ့အတွက်ကြီးမားတဲ့အောင်မြင်မှုပါ။ဒီ M7 မှာဆိုရင်သူ့ရဲ့မစုံမနစ်တဲ့စူးစမ်းအားထုတ်မှုတွေကြောင့် M7 ရဲ့ The Rising Star ဆုကိုထပ်မံရရှိခဲ့တယ်လို့ MPL ID မှာလည်း Most Improved Player ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။အသင်းရဲ့အတွက်အမြင့်100%အားထုတ်ကစားပေးခဲ့ပြီးတော့ရှုံးရင်ပရိသတ်တွေရှိမှမရှက်မကြောက်မျက်ရည်ကျရဲတယ်လို့ AE ကိုဘယ်တော့မှကြော်ခိုင်းမသွားတဲ့သူ့ရဲ့စိတ်ဓာတ်နဲ့သစ္စာရှိမှုကြောင့် AE ပရိသတ်တွေကသူ့အရန်ချစ်ကြပါတယ်။အခုလက်ရှိမှာတော့နီနိုဟာအသက်22နှစ်ရှိပြီဖြစ်ပြီးတော့သူချစ်ရတဲ့ Alter Ego အသင်းနဲ့အတူ MPL Season 17မှာဝင်ရောက်ရှင်ပြိုင်ကစားလျက်ရှိပါတယ်။အကိုကြီးနီနိုက Alter Ego အသင်းရဲ့သမိုင်းမှာအခမ်းအနားဆုံးကဏ္ဍဝင်ကစားသမားတစ်ယောက်အဖြစ်နဲ့ပရိသတ်တွေရဲ့ရင်ထဲမှာထာဝရမှတ်တမ်းဝင်နေတော့မှာပါ။